အလုပ်တွေအများကြီးရေးထားပြီးတော့ညဘက်ရောက်မှအလုပ်တွေမပြီးလို့စိတ်ပြက်လက်ပြက်ဖြစ်ပူလားအမှန်တကယ်တော့ညီကိုမောင်မတို့အလုပ်မလုပ်တာမဟုတ်ပါဘူးရေးထားတဲ့ to do list ကလိုအပ်ချက်တွေရှိနေလို့ပါကျမတို့မှားနေတာက to do list မှာအလုပ်10ခု15ခုလောက်ကိုချပြီးရေးပလိုက်တာပဲဒါ to do list မဟုတ်တော့ဘဲနဲ့ stress list ဖြစ်သွားပြီအလုပ်တွေလည်းများလာရောစိတ်ကပင်ပန်းလာရောရင်းကလည်း to do list မှာရေးထားပြီးတော့မပြီးရဲ့အလုပ်အချို့တွေလည်းကြံခဲ့တယ်။မှလည်းရင်တော့က to do list တွေအများကြီးရေးပြီးတော့မပြီးခဲ့တဲ့ကြံခဲ့တဲ့အလုပ်တွေလည်းရှိခဲ့တယ်။ကိုငါဒီနေ့ဒါပြီးရမယ်လို့ခရီးပေးထားပြီးမှမပြီးမြောက်တဲ့အလုပ်တွေနဲ့စိတ်ညစ်ဖို့ပဲ။အခုကျမနီလန်းတစ်ခုကိုပြောင်းသုံးလိုက်တာကျမတနေ့တာသတ်မှတ်ထားတဲ့အလုပ်တွေအချိန်အကြာကြီးမပေးရဘဲနဲ့မမြန်ပြီးတယ်။ကိုယ့်ရဲ့ to do list မှာအရေးကြီးတဲ့အရာသုံးခုကိုစတားပြထားပါအဲ့ဒီအရေးကြီးတဲ့အလုပ်ကိုဒီနေ့ပြီးအောင်လုပ်မယ်လို့စိတ်ထဲမှာမှတ်ထားပါနောက်တော့မှကြံတဲ့အရေးမကြီးတဲ့ဟာတွေလည်းဆက်လုပ်ပါလုပ်တွေအများကြီးပြီးဖို့တဲ့အရေးသွေးရှိတဲ့အလုပ်ကိုပဲအာရုံစိုက်လုပ်ပါအချိန်သတ်မှတ်ထားပါဒါကတော့ to do list မှာအလွန်အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်အလုပ်တစ်ခုကိုဘယ်ချိန်စမယ်ဘယ်ချိန်ပြီးရမယ်ဆိုတော့တိတိကျကျသတ်မှတ်ထားတဲ့အချိန်တစ်ခုလိုပါတယ်ဒီအလုပ်တစ်ခုကိုတနာရီအတွင်းပြီးအောင်ပြအောင်လုပ်မယ်ဆိုရဲခိုင်မာတဲ့ဆုံးဖြတ်ချက်ရှိဖို့လိုပါတယ်အဲ့ဒီလိုမျိုးအချိန်သတ်မှတ်လိုက်တဲ့အတွက်ကိုလက်ရှိလုပ်နေတဲ့အလုပ်ပေါ်မှာပဲအာရုံစိုက်ပြီးတော့တခြားဘာစိတ်မှမရှိတော့ဘဲနဲ့အလုပ်ကိုမြင်မြင်ပြီးမြောက်စေပါတယ်စာလေ့လာနေမယ်ဆိုရင်ကိုလေ့လာနေတဲ့စာရုံမှာပဲတတိလေးစိုက်ပြီးတော့အာရုံကတ်ထားပါသတ်မှတ်ထားတဲ့အချိန်ရောက်ပြီးသွားပြီဆိုလို့ရှိရင်ခဏလေးအနားယူလိုက်ပါကဟိုရောက်ဒီရောက်ဖြစ်နေရင်အလုပ်မပြီးဘဲနဲ့ပိုကြတတ်ပါတယ်အလုပ်တွေပြီးသွားတဲ့အခါမှာငါလုံနိုင်တယ်ငါဖြစ်အောင်လုပ်နိုင်တယ်ဆိုရဲပေါ်ပါတဲ့စိတ်ကိုရရှိစေပါတယ်စိတ်ကိုလက်ရှိလုပ်နေတဲ့အလုပ်ပေါ်မှာထားနိုင်လို့ရှိရင်ဘယ်လုံးမှအခက်အခဲမရှိတော့ပါဘူးအဲ့ဒါကိုပို့ပြီးတော့လေးစားလာပါတယ်အခုကြည့်နေတဲ့ညီကိုမောင်မတွေလည်းကိုပေးထားတဲ့ကတိရောဒီနိုင်ရဲ့လားကြည့်ခဲ့ပြီဦးနော်